လူသားတွေကကဘာကြီးကိုပြောင်းလဲခဲ့ကြတယ်။တောင်တွေကိုဖြတ်ပြီးလမ်းတွေခောက်ခဲ့ကြတယ်။မြစ်တွေကိုတားဆီးပြီးရေကာတာတွေစောက်ခဲ့ကြတယ်။တံမဏိမျိုးကြီးတွေတိစောက်ခဲ့ကြတယ်။နောက်ဆုံးလကဘာပေါ်ခြေဆနိုင်ခဲ့ကြသလိုအာကာသဟင်းလင်းပင်တွေအထိဆက်ရုပ်တွေဂျိုးတွေပို့လွှတ်နိုင်ခဲ့ကြပြီ။ဒါပေမဲ့တစ်ချိန်ကတော့လူသားဆိုတာကမ္ဘာမြေပေါ်မှာအားအနည်းဆုံးအကားကွယ်အမဲ့ဆုံးတတ်တော်မူနေလေးတွေကတမျိုးသာဖြစ်ခဲ့ပူပါတယ်ကျွန်တော်တို့ရဲ့ဇာတ်လမ်းကလွန်ခဲ့တဲ့နှစ်ပေါင်းတစ်သန်းကျော်ကစတင်ခဲ့တာပါအဲ့ဒီခေတ်မှာမြို့ပြတွေမရှိဘူးနိုင်ငံတွေမရှိဘူးဘာသာစကားဆိုတာလည်းယနေ့ခေတ်လိုမဟုတ်ဘူးသေးတယ်လို့မြင်ယဉ်ကျေးမှုဆိုတဲ့စကားလုံးတမိုင်းထဲမှာအတိတ်မရှိသေးဘူးကဘာကြီးတစ်ခုလုံးကအထင်းကိုမဲ့တောင်းကဘာကြီးဖြစ်ခဲ့ပြီလူသားဟာအဲ့ဒီကဘာကြီးအရှင်သခင်တော့မဟုတ်သေးပါဘူးယနေ့ခေတ်မှာကျွန်တော်တို့ကဘာမှာဉာဏ်အမျိုးမြင်ရှိသောမျိုးစိလို့ဂေါ်ယုံဝင်ကြောတာပြောနေကြပါမယ်အဲ့ဒီခေတ်ကတော့ဉာဏ်ပညာတစ်ခုတည်းနဲ့မနှောက်ခဲ့ပါဘူးချင်းတဲ့မှာထက်မြက်တဲ့အဆွဲရှိတယ်။ကြားမှာအားကောင်းတဲ့ခွန်အားရှိတယ်။မွန်ပလီမှာထိုးခဲ့တဲ့နိုင်ငံဆိုင်ရှိပြီးလင်းရောင်မှာအမြင်အာရုံဆွချမှုရှိတယ်။ဒါပေမဲ့လူသားရဲ့ခန္ဓာကိုယ်မှာတော့ဘာအကာအကွယ်ဘာဆွဲရင်မှထူးထူးခြားခြားရှိမနေခဲ့ပါဘူး။ဒါပေမဲ့လူသားမှာအခြားတ attva တွေမှာမရှိတဲ့တခုတည်းသောအရာရှိခဲ့ပါတယ်။အဲ့ဒါကတော့စူးစမ်းလူစိတ်မိခွန်းထုတ်နိုင်စွမ်းနဲ့တင်ယုံလူစိတ်တွေပါပဲ။ဒါပေမဲ့အဲ့ဒီစွမ်းရည်တွေနဲ့ကဘာကြီးကိုပြောင်းလဲပြဖို့တော့ကတော့အချိန်ကာလအများကြီးစောနေပါသေးတယ်။နေခင်းအချိန်ကလူသားတွေအတွက်အစာရှာဖို့အခွင့်အရေးဖြစ်ခဲ့ပေမဲ့ညဘက်ကတော့အသက်ရှင်ကြံမှုကအဆိုးရွားဆုံးစသတ်မှုတစ်ခုဖြစ်ပါတယ်။နေဝင်သွားတာနဲ့ကဘာကြီးရဲ့မျက်နှာစာကချက်ချင်းပြောင်းလဲသွားတယ်ဒီနေ့ခေတ်ကျွန်တော်တို့မြင်တွေ့နေရတဲ့ညအမောင်ဆိုတာအမောင်အစ်စ်မဟုတ်ပါဘူးကျွန်တော်တို့ပတ်ဝန်းကျင်မှာမြို့ပြမီးတွေကားမီးတွေအဆောက်အုံမီးတွေရှိနေလို့ဒါပေမဲ့လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာအမောင်တို့ကတော့တကယ်ကိုမတူတဲ့အခြားအရာတစ်ခုဖြစ်ပါတယ်နေဝင်သွားတာနဲ့တကဘာလုံးပျောက်ကွယ်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဘိုးဘေးတွေဘာလုပ်နိုင်မလဲဘာမှမလုပ်နိုင်ပါဘူးသူတို့ကအမောင်ထဲမှာစုဝေးထိုင်ပြီးစိုးရင်တကြီးစောင့်ကြည့်နေုံကလွယ်လို့တကယ်ကိုဘာမှမတတ်နိုင်ခဲ့ပါဘူးမနှက်ဖြန်နေမင်းပြန်ထွက်လာဖို့ဆူတောင်းနေကြရတယ်ဘာကြောင့်လဲဆိုတော့ညင်းအမောင်ဟာလူသားတွေပိုင်ဆိုတဲ့အချိန်မဟုတ်လို့ပါအမောင်ထဲမှာအခြားအနေတွေနိုးထလာကြပြီချင်းတွေကြားတွေဝွန်ပလူတွေဟိုင်းနာတွေစတဲ့ညဘက်မှာအမဲလိုက်တဲ့တားရဲ့တတ္တဝါတွေထွက်လာကြပြီသူတို့တို့ညဘက်ကအစာရှာစရာအမဲလိုက်ချိန်ဖြစ်ပြီးလူသားတွေတော့ကတော့အသက်ရှင်ကြံဖို့အတွက်ကြိုးစားရတဲ့အချိန်တွေဖြစ်ခဲ့ရပါတော့တယ်အန်ဒီကတားရည်တွေကြီးပဲမဟုတ်ပါဘူးအေးစားလာရတဲ့အတူလုံးတက်မှုလေပြင်းတွေကလည်းပဲရှိနေပါသေးတယ်တဘာဝတရားကလူသားတွေကိုနေ့စဉ်ရက်ဆက်ပြန်ဆက်ဆန်းနေနေပါတယ်လူသားတွေမှာအနိုင်ယူလက်နက်ကောင်မရှိခဲ့ဘူးဒီလိုနဲ့ထောင်ပေါင်းများစွာသောမျိုးဆက်တွေဖျက်ဆီးသွားခဲ့ရတယ်နေ့မှာစာရှာတယ်ညမှာပုံအောင်ရတယ်နေ့မှာအသက်ရှင်ဝင်ရပြီးညမှာကြောင်ထိတ်နေရတယ်ဒါကအဲ့ဒီခေတ်ကလူသားတွေရဲ့ရုန်းကန်ရတဲ့ဘဝဆက်ဝင်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့သမိုင်းတစ်လျှောက်အကြီးမားဆုံးသောတော်လှန်ပြောင်းလဲမှုတွေက
တခါတည်းမှာမိခွန်းတစ်ခုဒါမှမဟုတ်အဖြေတစ်ခုနဲ့စတင်ခဲ့ကြတာမဟုတ်ပါဘူးညှော်လင့်မထားတဲ့မတော်တဆမှုတစ်ခုကလည်းစတင်တဲ့ဆမြင်ပါတညမှာတော့သဘာဝတွေကသူ့ရဲ့တောင်းပန်ပင်ဆောင်ကိုလူသားတွေကိုပြသဖို့ဆိုပါတယ်အဲ့ဒီလိမ်မွေအောင်မိတော့လေအကြခင်မှာတားရွတွေကိုမောင်းထုတ်ပြလိုက်အမှန်လူကိုဖယ်ရှားပေးလိုက်မယ်လူရင်ချင်းကိုအစ်ကိုမွေးဖွားပေးပြီးနောက်ဆုံးမှာတော့ကဘာကြီးတစ်ခုလုံးကိုထာဝရပြောင်းလဲပြစ်ပါလိမ့်မယ်